အမရာပါအမရာဒီနေ့ဖတ်ပြမယ့်စာအုပ်ကလေးကဆရာဦးဘုံတာတူရဲ့တုံညဆိုတဲ့စာအုပ်ကလေးတွေကလောဂရမ်မိုးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အမရာနဲ့တူတူစာဖတ်ကြရအောင်နော်အပြင်မှာမိုးတွေရွာနေတယ်မိုးကိုမျောနေတာကြာပြီအခုမှပဲမိုးကိုမြင်ရတော့တယ်မိုးမရွာခင်ကပူလိုက်တာမိုးတွေရွာနေတော့မိုးရွာသောနေ့ rainy day နဲ့ပတ်သက်ပြီးတွေးမိတာလေးတွေရေးချင်လာတယ်လူတိုင်းသိပြီးသားပုံမြင်လေးတစ်ပုဒ်ရှိတယ်တခါတော့ကပြရွဲစိတ်လေးတစ်ကောင်နဲ့နှံကောင်လေးအကြောင်းပေါ့ဒီပုံမြင်အကြောင်းကိုတော့ဖွဲ့နွယ်ပြီးမရေးချင်တော့ပါဘူးအပျော်ကျူးတတ်တဲ့နှံကောင်လေးနဲ့အနာဂတ်မှာကြိုတင်ပြင်ဆင်တတ်တဲ့ဝရိယရှိတဲ့ပြရွဲစိတ်ကလေးအကြောင်းကိုလူတိုင်းသိပြီးသားပါတနေ့နေ့မှာမိုးရွာမယ်အဲ့ဒီအတွက်အစာကိုကြိုတင်စုဆောင်းနေတဲ့ပြရွဲစိတ်ကလေးရဲ့ဘာပဲဖြစ်ဖြစ်ပျော်နေဖို့သာအဓိကဆိုတဲ့နှံကောင်လေးရဲ့သူတို့အကြောင်းမှာမိုးရွာတော့နေ့ဆိုတာပါတယ်တကယ်လဲမိုးတွေရွာလာတော့အပျော်ကျူးတဲ့နှံကောင်လေးဒုက္ခရောက်ရတယ်အဲ့ဒီအကြောင်းကိုဆက်ပြီးတွေးနေမိတယ်ကျွန်တော်တို့မိသားစုဟာနှံကောင်ဘဝကိုရောက်ခဲ့ဘူးတယ်အဖေကရုံးအုပ်စရေးကြီးဆိုတော့သူ့အလုံးနဲ့သူကပျော်တယ်သူ့မိတ်ဆွေတွေနဲ့သူကပျော်တယ်ဝန်ထမ်းအိမ်ယာမှာနေရတာကိုခြေနှက်တယ်လာကုန်ရင်လာကရတယ်ရတဲ့လာကနဲ့လောက်အောင်စားတယ်ချီးလိုက်ငားလိုက်ပြန်ဆက်လိုက်ပြန်ချီးလိုက်နဲ့ကျွန်တော်တို့ဘဝမှာအကျွေးတွေတန်တရားလဲခဲ့ဘူးတယ် rainy day လို့ခေါ်တဲ့မိုးရွာတဲ့ဒီနေ့ကိုရောက်လာခဲ့တယ်အဲ့ဒီနေ့ကအဖေပင်စင်ယူတဲ့နေ့ပေါ့ကျွန်တော်တို့မှာနေစရာမရှိဘူးအိမ်ငားနဲ့နေဖို့ကလည်းရေရှည်မလွယ်ဘူးကျွန်တော်တို့ငိုခဲ့ရဘူးတယ်ဘဝကိုစိတ်ကုန်ခဲ့ရဘူးတယ် rainy day ကိုကျွန်တော်တို့မိသားစုမေ့နေကြတယ်တကယ်လဲ rainy day ကိုကြုံရောအားလုံးဒုက္ခရောက်ကြရတော့တာပဲမိုးတွေရွာနေတာကိုကြည့်ပြီးကျွန်တော်ရဲ့ငယ်ဘဝကိုစဉ်းစားနေမိတယ်ကြိုတင်ပြင်ဆင်တတ်တဲ့သူကဒုက္ခမရောက်ဘူးကြိုတင်ပြင်ဆင်မှုမရှိခြင်းဟာကြိုတင်ပြီးအရှုံးပေးခြင်းတစ်မျိုးပါပဲစာသင်ခန်းထဲကတပည့်တော်တော်များများဟာလည်းနှံကောင်းတွေပါပဲအပျော်ကျူးနေကြတယ်ကြိုတင်မပြင်ဆင်ဘူးတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေတဲ့အချိန်ဟာ rainy day ပါပဲဒီနေ့ခေတ်လူငယ်တော်တော်များများဟာအပြင်းထူတယ်ခိုင်းမှလောက်တတ်တယ်ဘေးကကူညီတဲ့သူတယောက်မပါပဲဘာမှမလုပ်တတ်ဘူးသူတို့တွေရဲ့ဘဝမှာ rainy day တွေအများကြီးကြုံဆုံရအောင်ပါကျွန်တော်မှငယ်တငယ်ချင်းတယောက်ရှိတယ်သူကနှုတ်စီချက်ဆက်ရုံတစ်ခုမှာအလုပ်လုပ်တယ်သူ့ဘဝကိုသူကျဉ်းနှံ့နေတယ်ဒီကြားထဲမှာအတောက်စားကလည်းရှိတယ်ဒီလိုနဲ့တနေ့ကသူဆေးရုံတက်ရတယ်အသေးယောဂါဖြစ်လို့တဲ့ဆေးကုဆရာပတ်စံလည်းမရှိဘူးသူ့သားသမီးတွေကလည်းငိုနေကြတယ်သူ့အမျိုးသမီးကလည်းဘာမှမလုပ်တတ်ဘူးနောက်ဆုံးတော့ကျွန်တော်တို့တငယ်ချင်းတွေစုပြီးကူညီရရတယ်ကျွန်တော်တို့ကလည်းဘယ်တိုင်းတာထိကူညီနိုင်မှာလဲသူနေတဲ့အိမ်ကလည်းအိမ်လားကအိမ်စပေါ်တွေတောင်းနေပြီသူ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်။အော်နှံကောင်းလို့လူတွေအများကြီးပါလား။ rainy day ကြုံတော့သူဘာမှမတတ်နိုင်ဘူး။ကျွန်တော်တို့အရက်ထဲမှာကျောင်းအုပ်ဆရာကြီးတယောက်ရှိတယ်။သူကတော့ပြရွဲစိတ်လို့လူတယောက်ဖြစ်တယ်။ကျောင်းဆရာဘဝမှာစွတ်စွတ်ဆောင်ဆောင်နေခဲ့တယ်။လှုပ်သက်နဲ့ရတဲ့မြေကိုရောင်းမစားဘူး။အဲ့ဒီမြေပေါ်မှာပဲတဲအိမ်ကလေးတစ်လုံးထိုးပြီးနေတယ်ပင်စင်ရပြီးကြတဲ့ကညနေစာမစားဘူးဥပုသ်ဆောင်တယ်ကျမ်းမာရေးလိုက်စားတယ်ပရဟိတအလုပ်တွေနဲ့အချိန်ကိုအသုံးချတယ်ရှိရလေးနဲ့လောက်အောင်စားတယ်မနက်တိုင်းလမ်းလျှောက်ထွက်တယ်နေ့တိုင်းတရားထိုင်တယ်လှူစရာရှိရင်စနစ်တကျလှူတယ်စီကန်းရှိတယ်သူအမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်
ကြိုတင်ပြင်ဆင်နေဆိုတာသူရဲကောင်းတွေရဲ့အပြုတ်အမူကွာကျုပ်ပိုင်တဲ့စီးစိမ်တွေကကျုပ်ကိုငရဲပြေရောက်ဖို့ဆွဲခေါ်နေတယ်ဒီအရွယ်မှာပတ်စံများများမလိုဘူးငွေဆက်ကူဟာငရဲပြေသွားဖို့လက်မှတ်မဟုတ်ဘူးလူတချို့ကတော့ငွေဆက်ကူကိုတွေ့တာနေရင်းနဲ့အဲ့ဒီငွေဆက်ကူဟာငရဲပြေသွားဖို့လက်မှတ်တွေဖြစ်ကုန်ကြတယ်သူပြောတဲ့စကားတွေဟာမှတ်သားလောက်တယ်အတိတ်ပဲရှိတဲ့ပိုင်ဆိုင်မှုကသာအတိတ်ပဲရှိတဲ့ဘဝကိုဖြစ်စေနိုင်တယ်ဒီလိုပါပဲတေးသေးချာချာတွေးကြည့်ရင်လောကရန်ဆိုတာလူတိုင်းမှာရှိတယ်ဘဝဆိုတာပုံသေးမရှိဘူးဖြစ်အောင်ကြိုးစားနေပေမဲ့ဖြစ်ချင်းမှဖြစ်တတ်တယ်ပေါ့ပေါ့ပါပါလေးလောက်ကင်နေရင်းနဲ့လဲအောင်မြင်မှုဆိုတာရကျင်ရတတ်တယ်လူတွေရဲ့နှုတ်ဖျားကချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်းအကြားမှာဝမ်းနည်းခြင်းဝမ်းသာခြင်းတွေနဲ့ဘဝကိုတည်ဆောက်နေကြရတယ်လောကရန်ဆိုတာလူတွေကိုဘဝင်မမြင့်ဖို့ဘဝမမေ့ဖို့ဆုံးမပေးတဲ့တဘာဝကပေးတဲ့ဆရာကြီးတစ်ပါးပဲလောကရန်ဆိုတာအတ္တနဲ့မာနကိုမှန်မှန်ကန်ကန်ချိုးနှိမ်ပေးတဲ့စေးတလက်ပဲလောကရန်ဆိုတာ rainy day ပဲလေကျွန်တော်တို့ဘဝမှာ rainy day တွေကြုံခဲ့ပြီးပြီနောက်လဲ rainy day တွေကြုံကြရအောင်မယ် rainy day နဲ့ကြုံတဲ့အခါတခါတလေပရွဲစိတ်ဖြစ်လိုက်တခါတလေနှံကောင်ဖြစ်လိုက်နဲ့တေးကြတာတစ်ခုကတော့ဘဝအတွက်ကြိုတင်ပြင်ဆင်တတ်ခြင်းဆိုတဲ့အလေးအကျင့်ရှိဖို့ပါပဲမိုးရွာသောနေ့ရဲ့ပရွဲစိတ်တစ်ကောင်ရဲ့နှံကောင်လေးတစ်ကောင်ရဲ့ကျွန်တော်တို့ဘဝတွေမှာစင်ကျင်စရာတွေအတုယူစရာတွေတန်ဝေကတွေတတိပြုစရာတွေအများကြီးပါလားလို့ကျွန်တော်တွေးနေမိတယ်လူတိုင်းမှာ rainy day ဆိုတာရှိနေအောင်မှာပါဟောအပြင်မှာမိုးတွေရွာနေတယ်ကျွန်တော်တို့ဟာပရွဲစိတ်ကလေးတစ်ကောင်လားနှံကောင်လေးတစ်ကောင်လားဘာပဲဖြစ်ဖြစ်လောကရန်မိုးကတော့အကြိမ်ကြိမ်ရွာနေအောင်မှာပါပြီးပါပြီရှင်အမရစာပဲပြတာတိုင်းနဲ့တက်တယ်ဆိုရင်အမရ channel လေးကိုlike and share လေးနဲ့ subscribe လေးလုပ်ပေးသွားပါအောင်เนาะကျေးဇူးအများကြီးတင်ပါတယ်